ဒီတော်တော်များကိုယ့်ရဲ့ဘဝတိုးတက်ပြောင်းလဲဖို့ကိုယ့်ရဲ့စီးပွားရေးတွေတိုးတက်ပြောင်းလဲဖို့အတွက်ဆိုလို့ရှိရင်အများဆုံးကဘယ်ရာတွေဖြည့်ကြကေးတွေဖြည့်ကြတယ်အရင်းနှီးတွေဖြည့်ကြကျွန်မအသက်အခုဆိုရင်43နှစ်ထင်တယ်ဒီအတွေ့အကြုံများဆိုရင်တယောက်မှာအရင်းနှီးတွေဘယ်လောက်ပဲရှိရှိစကေးတွေဘယ်လောက်ပဲရှိရှိဒီကအရေးကြီးဆုံးကစိတ်ပုံမှန်ရှိနေဖို့စိတ်ပိုင်းဆိုင်ရာကျွန်မတို့ပြေဝနေဖို့စိတ်တွေမှန်မှန်ကန်ကန်တိတိကျကျဖြစ်နေဖို့အမှန်တမ်းအရေးကြီးတယ်သူကဘယ်အချိန်မှာစိတ်ထားတွေကအပြောင်းလဲတွေအရင်များလဲကျွန်တော်တို့ဘဝရဲ့မပြည့်စုံတဲ့အချိန်တွေကြားလို့ရှိရင်စိတ်တွေကြောက်စိတ်တွေမပျော်ရွှင်မှုတွေရှိနေတတ်ကြတယ်လိုအပ်တဲ့အောင်မြင်မှုရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအရာတွေဆုံးရှုံးမှစိုးရိမ်နေကိုလူတွေလိန်ညာလှည့်ပြားမှကြောက်တယ်ကျွန်တော်တို့ရဲ့စိတ်တွေကလေပုံမှန်မရှိနေဘူးဒီလိန်နဲ့ပေါ့ပေါ့ပါပါမဖြစ်နေပဲလေဆိုတော့ပြောတဲ့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေဝမ်းနည်းမှုတွေအဲ့လိုစိတ်တွေဖြစ်နေတဲ့အခါမှာလိုချင်တဲ့ကောင်းတဲ့အရာတွေလည်းမရတယ်မရထားသေးလေအကုန်လုံးဆုံးရှုံးသွားတာပဲဖြစ်ပါတယ်ကျွန်မကိုယ်လည်းကျွန်မဘဝမှာဒီမန်းချက်ကြီးကြီးကိုစူးစမ်းပြီးတော့ရယူခဲ့ပြီးတယ်အဲ့ဒီအရာကိုစူးစမ်းနေတဲ့အချိန်မှာလည်းစိုးရိမ်ကြောက်ကြဖြစ်ဘူးတယ်ဘယ်လိုကျွန်မအဲ့ဒီအရာကိုလက်ဝဲပိုင်ဆိုင်ပြီးတဲ့နောက်မှာလည်းကျွန်မရဲ့စိတ်ထဲမှာဆုံးရှုံးမှာတွေပြင်စိတ်တွေနဲ့ကြောက်စိတ်တွေနဲ့ပျက်စီးဆုံးရှုံးသွားမှာစိုးရိမ်ဘူးအဲ့ဒီအတိုင်းပဲပြန်ပြီးတော့ပျက်စီးဆုံးရှုံးကိုယ့်ရဲ့ဘဝမှန်မှန်ကန်ကန်တိုးတက်ပြောင်းလဲခြင်းတွေပြောင်းလဲသွားတဲ့အရာတွေပြီးမြဲပြီးတော့မှအေးချမ်းချမ်းဖြစ်နေတယ်ဆိုတော့ကိုယ့်ရဲ့စိတ်ကိုပုံမှန်အခြေအနေမှာဖြစ်နေဖို့အတွက်အမြဲတမ်းကျွန်မတို့လေ့ကျင့်ပြိုးထောင်တယ်ဒါကြောင့်အောင်မြင်တဲ့သူတွေတော်တော်များများ meditation တွေထိုင်ကြတယ်ဘာသာရေးတွေပို့ပြီးတော့မှလှုပ်လာကြတယ်စိတ်ကျင့်စဉ်ကိုကျင့်တာဒီဗီဒီယိုကြည့်နေတဲ့သူကလက်ရှိအချိန်မှာအောင်မြင်သေးဘူးဆိုလည်းဘာမှမဖြစ်ဘူးအဓိကရဲ့ mindset ကိုဖြစ်ရမယ်တကယ်လို့ကိုကအောင်မြင်ပြီးပြီဆိုရင်လည်းကြာရှုံးမှမစိုးရိမ်နဲ့စိတ်ပိုင်းဆိုင်ရာကိုဖြည့်ခြင်းပါလို့ကျွန်မကအကြံဉာဏ်ပေးချင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိရဆိုတော့ like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်